ကျမတို့ဒီကနေ့ဆွေးနွေးခြင်းတဲ့အကြောင်းအရာကပေါ့နော်အခုလက်ရှိမလေးရှားနိုင်ငံမှာရှိတဲ့ရိုဟင်ဂျာဒုက္ခသည်တွေဖမ်းဆီးထိန်းသိမ်းခံနေရတယ်လို့သိရပါတယ်ဆိုတဲ့ခါကျတော့ဒီဦးဇဖာအာမတ်ကလည်းမလေးရှားမှာရှိတဲ့ဒီရိုဟင်ဂျာတွေအတွက်ကိုလိုက်ပြီးတော့ဆောင်ရွက်ပေးနေတဲ့လူခွေအဖွဲ့ကဒီဥက္ကဋ္ဌလည်းဖြစ်တဲ့ခါကျတော့ကျမတို့အခုလက်ရှိမလေးရှားမှာရောက်နေတဲ့အာရိုဟင်ဂျာတွေရဲ့အခြေအနေလေးနည်းနည်းရှင်းပြပေးပါရှင့်ဘယ်လိုများသူတို့အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါလဲကျေးဇူးတင်ပါတယ်အမလေးစားပါတယ်ဗျာဒီမိကွန်းတဲ့ဟာအရေးကြီးတယ်မိကွန်းပဲအခုအချန်နယ်နဲ့တကယ်လို့ပြောမယ်ဆိုရင်အခုကမလေးရှားချန်နယ်ဆိုးရလာပြီဘာဖြစ်လို့ဆိုရင်မလေးရှားမှာအခု lockdown ဆိုတာဟာတနင်္ဂနွေလုံးတနေရမဟုတ်ဘူးအထောက်အထားမရှိတဲ့လူတွေအတွက်တော်တော်လေးအန္တရာယ်ရှိတယ်အပန်းခံရတာရှိတယ်နေ့တိုင်းဒီတဲမှာရိုဟင်ဂျာတွေဟာဒီကလမ်ပါစာမေရိုမှာအပန်းခံရတာမှာတချို့အများကြီးရိုဟင်ဂျာဒုက္ခသည်မဟာမကြီးရုံမှာ၆ထားတာလို့ရှိတယ်ဆွဲတာအတွက်ကျွန်တော်ဒီနေ့အဲ့လိုမျိုးအခက်အခဲတွေနဲ့ကြုံနေရတာပေါ့နော်မိသားစုတွေကလေးငယ်တွေဒီ UNHCR ကတ်နေဆိုတော့အိုးစာတို့ဘက်ကရောဗာများဆောင်ရွက်ပေးနေတာတွေရှိပါတယ်အခုဒီရိုဟင်ဂျာတွေနဲ့မလေးရှားမှာဆောင်ရွက်ပေးနေတဲ့အာဟိုတို့အနေနဲ့ရောဘာတွေလုပ်ပေးနေတာရှိပါလဲရှင်ကျွန်တော်တကူပဲရတယ်ကျွန်တော်ဆိုရပြီမှာအတနာကေလောလုပ်တဲ့သူကမင်းဆုံးလွယ်ပွေးပေါ်တော့ယူနုဆန်နဲ့ဒုက္ခသည်မဟာမကြီးယူနုဆန်နဲ့ပေါ်ပြီးတော့သူတို့ကိုအမင်းဆုံးလွယ်ပို့အဲ့ဒါတောင်းတချေတယ်ကျွန်တော်မလေးရှားဘာလဲမလေးရှားမဝင်ကြီးဒတ်သူစရီသူတို့ကိုကျွန်တော်အတနာကေလောလုပ်တဲ့တကယ်လို့ဒီရိုဟင်ဂျာတွေအချမ်းအလုံးသိတာပေါ့အဲ့တော့ဦးစာဖာတို့ကဒီမလေးရှားတာဝန်ရှိတဲ့သူတွေနောက် UN ကတာဝန်ရှိတဲ့သူတွေကိုဆက်သွယ်ပြီးတော့အဲ့ဒီလူတွေကိုပြန်လွှတ်ပေးဖို့ပြောတဲ့ခါကျတော့မလေးရှားအာဏာပိုင်တွေဘက်ကဘာတုံ့ပြန်ပါလဲရှင်သူတို့ဘာလုပ်ပေးမယ်လို့ပြောပါတယ်ဒီကဲတဲ့တွန်း20မှာသူတို့အပန်းခံရတာနီးမှာသူတို့ immigration director ကပြောတာသူတို့ကိုစိုက်စစ်ပြီးပြန်လွှဲမယ်လို့ပြောတယ်ဟုတ်ကဲ့ရှင်သူတို့ကတော်တရှိတဲ့လူတွေကို UN နဲ့ဆက်ဆွေလုပ်ပြီးတော့သူတို့ UN အတော်တသူတို့က check လုပ်ပြီးတော့စိုက်စစ်လုပ်ပြီးတော့သူတို့ကိုပြန်လွှဲဖို့ပြောတယ်10ရက်15ရက်တိမှာသူတို့လွှဲပေးဖို့ပြောတယ်ဟုတ်ကဲ့ဆိုကျွန်တော်ပြောမယ်ဆိုတာက UNICEF ကဒုက္ခသည်မဟာမကြီးယုံကရာဇလောက်မလေးရှားအစိုးရနဲ့ပူပန်ပြီးတော့ဒီလူတွေကိုထုံးနိုင်အောင်ကျူးစားဖို့ကျွန်တော်အတနာကလွားလို့ကျွန်တော်တောင်းဆိုတယ်တကယ်လို့ရိုဟင်ဂျာတွေကိုပင်ပို့လို့လမ်းလို့မရှိဘူးမြန်မာတန်ရမဲလို့ဒီရိုဟင်ဂျာကိုမြန်မာနိုင်ငံသားပြီးတော့တမဲရမရှိဘူးဒီလူတွေကိုဘယ်နဲ့အောင်ဘယ်နဲ့တိနေရမလဲကမ်ပိန်းမှာမလေးရှားလာဘကဥပဒေနဲ့လူတယောက်အတွက်တမရှိရင်3လ4လပဲတောင်းချတယ်အဲ့ဒီမှာသူတို့ကိုလွှဲပေးတယ်အတော့သူတို့ကိုနိုင်ငံပို့တယ်ဒီရိုဟင်ဂျာတွေကိုမြန်မာနိုင်ငံမှာလည်းပို့လို့မရဘူးစီအခုကပြီးခဲ့တဲ့2018 2019ဒီတဲမှာအခု6နိုင်9နိုင်ရှိတယ်လူတဲလို့ရှိတယ်ကမ်တေးမှာတချို့လူတွေက UN ကမရှိလို့တချို့မြန်မာနိုင်ငံသားနိုင်ငံသူများတချို့ including Rohingya သူတို့တကယ်လို့သူတို့ online မှာ register လုပ်တာစာရွက်ရှိတယ်အဲ့ဒီ online စာရွက်သူတို့လာဝကလာခဲ့မှာမဟုတ်ဘူးဟုတ်ကဲ့ရှင်အဲ့ဒါ online register လုပ်တဲ့စာရွက်နဲ့တချို့လူဒုက္ခစီSLM စေကဆိုတာသူတို့ကိုတောင်းချတာရှိတယ်ဟုတ်ကဲ့ရှင်ကျွန်တော်UNICEF ကိုလည်းကျွန်တော်တောင်းဆိုတာအမေစုဒီလူတွေကို appointment ပေးပြီးတော့သူတို့ကိုခေါ်ပြီးတော့သူတို့ကိုသူတို့ကိုဒုက္ခစီပြီးတော့ stem ပေါ်တော့ကျွန်တော်အတနက်ကလောကျွန်တော် UN ကိုကျွန်တော် appeal လုပ်တယ်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့အဲ့တော့ကျမနောက်တစ်ခုမေးချင်တာကဒီအခုလိုမျိုးဒီအာဏာပိုင်တွေကိုပြောတာလဲတစ်ခုပေါ့နော်နောက်တစ်ခုကဒီရိုဟင်ဂျာမိသားစုတွေအဖမ်းခံရတယ်ဆိုရင်ဘယ်လိုမျိုးကြံခဲ့တဲ့မိသားစုတွေနောက်ပြီးလို့ရှိရင်အကူအညီလိုအပ်တဲ့လူတွေအနေနဲ့မလေးရှားအာဏာပိုင်တွေနောက်ပြီးတော့မလေးရှားမှာရှိတဲ့ရိုဟင်ဂျာရေးဆောင်ရွက်ပေးနေတဲ့သူတွေကိုဘယ်လိုအကူအညီတောင်းတင်တယ်လို့ရောအကြံပေးချင်တာရှိပါလဲရှင်ကျွန်တော်အချင်းစတင်ပေးမယ်ဆိုရင်သူတို့မိသားစုလို့ညာပန်ခင်ရတာမိသားစုအပြောင်းမရှိတယ်မိသားစုသူတို့လို့တောင်းဆိုတာရှိတယ်ပြောတာရှိတယ်သူတို့ကိုအမန်ဆုံးလွဲပေးဖို့အတွက်တချို့community UN ဒုက္ခသည်မဟာမကြီးဥမာသူတို့ကိုလူရဲဟာပေးစီတွေကိုကူညီလို့ဖို့အတွက်လို့တောင်းဆိုတာကျွန်တော်ချဖို့တယ်
ဆိုအကွက်တီကျွန်တော်တို့အပွေးစီလူတွေကဟိုမှာတွားပြီးတော့သူတို့စွန်ဆိုင်ချိနေတာရှိတယ်ဒီအချိန်မှာသူတို့အချန်နယ်ပဲလို့လဲအဲ့ဒါကျွန်တော်တို့အပွေးစီတယောက်လူတယောက်ကျွန်တော်ပို့ပြီးတော့တည်င်းယူရရှိတယ်သူတို့အခုပဲဘေးအချန်နယ်မှာသူတို့ကန်စားရတယ်ဘေးအချိန်မှာသူတို့နေကြတယ်လို့ကျွန်တော်သူတို့ကမီးတယ်ဆိုတော့ကျွန်တော်တို့ရသလောက်ကူညီလို့ပို့ကျွန်တော်တို့စူးစမ်းမယ်UN နဲ့ပတ်သက်ပေါင်းပြီးတော့တကယ်လို့အစိုးရနဲ့ပေါင်းပြီးတော့တချို့မလေးရှားရှိတဲ့ NGO တွေပူပေါင်းပြီးတော့ကျွန်တော်တို့ဒီမလေးရှားအစိုးရကိုရသလောက်သူတို့ကိုအမဲဆုံးလွှဲပေးဖို့အတွက်ဟုတ်ကဲ့ရှင်အဲ့တော့ဒါကကြတော့ဒါလောလောဆယ်ဖန်ခံထားရတဲ့လူတွေပေါ့နော်ခုနကတော့ကျမတို့ဆွေးနွေးဖို့ကြံခဲ့တဲ့နောက်တစ်ခုကတော့မလေးရှားအစိုးရကနေပြောတယ်ပေါ့နော်ဒီမလေးရှားနိုင်ငံထဲမှာရှိတဲ့ဒုက္ခသည်တွေကိုတရားဝင်အထောက်ထားသူတို့ဒီလိုမျိုးတရားဝင်ဒုက္ခသည်ဖြစ်တယ်ဆိုရင်သူတို့အလုပ်လုပ်ကင်ခွင့်အခွင့်အလမ်းပေးမယ်ဆိုပြီးပြောနေတာတွေရှိတယ်ဆိုတော့အဲ့ဒီအခြေအနေပေါ်မှာရောဘယ်လောက်ထိမှမျှော်လင့်လို့ရပါလဲဘယ်မှလည်းပြန်လို့မရသေးဘူးမလေးရှားမှာပဲဆက်နေအောင်မယ်ဆိုရင်သူတို့တရားဝင်အလုပ်လုပ်ကင်ခွင့်ရဖို့အတွက်ရောဘာများမျှော်လင့်ချက်ရှိပါလဲအဲ့ဒီပေါ်မှာရောဘယ်လိုများသိထားတာရှိပါလဲရှင်ဒုက္ခသည်မဟာမကြီးယုံကသူတို့ data ကူစီသူတို့ data ယူပြီးမှဒီအစိုးရမလေးရှားအစိုးရဒီဒုက္ခသည်ကိုတိုက်နိုင်ငံလို့ဒီလူတွေကိုတွားလို့မရကြီးဒီမှာလို့အလုပ်လုပ်လို့မရဘူးကိုယ်နိုင်ငံလို့ပြန်လို့မရဒီလူတွေကိုဘယ်လိုနေရမလဲဘယ်လိုခံစားရမလဲအမှလူတွေဟာစဉ်းစားလို့ရမယ်အဲ့ဒါတွက်ကျွန်တော်ပြမယ် UNHCR မလေးရှား UNHCR ဒုက္ခသည်မဟာမကြီးယုံမလေးရှားရသလောက်အစိုးရနဲ့ပုံပေါင်းပြီးတော့ဒုက္ခသည်ကိုလူတွေဟာဆိုတော့ကျွန်တော်တို့ရသလောက်ကူညီလို့ပို့ကျွန်တော်တို့စူးစမ်းမယ်ခုလိုမျိုး VOA မြန်မာပိုင်းကိုအချိန်ပေးပြီးတော့ဆက်သွယ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်